ဒီလိုမျိုးမြန်မာဝတ်ဆောင်ဝတ်လို့ရှိလို့ရှိရင်ဝါသနာပါတယ်ပေါ့ဒီမြန်မာမှုလေးတွေကတာလို့ stage show လေးတွေကတာလို့ရှင်ဒါကဝါသနာပါပဲခင်ဗျမြန်မာလူပညာဘယ်လောက်ချစ်လဲဆိုတော့တားရဲ့ဒီတားတော့မြန်မာလူမျိုးဆိုတော့မြန်မာလူပညာကိုချစ်မှာရမှာပါမြန်မာလူပညာကိုထိန်းသိမ်းမှာပဲရမှာပါခင်ဗျဟိုဟာပြိသက်တွေဝေဖန်လို့ရှိရင်လည်းဘာမှအားမငယ်ပါနဲ့ခင်ဗျကိုယ့်ရဲ့စူးစမ်းမှုနဲ့ပဲပုံခေါ်သွားပါခင်ဗျမင်္ဂလာပါတတလေးပါတားရဲ့ဒီအနုပညာဝါသနာပါတာပေါ့နော်တားရဲ့ဒီကကျင်တဲ့စိတ်ကလေးနဲ့ဝင်ပါခင်ဗျဟုတ်ကဲ့ပါဖေတွေ့ပါခင်ဗျဟုတ်ကဲ့မဒီမှာပါခင်ဗျအသက်9နှစ်တည်းကနေပြီးတော့ခုချိန်ကြီးလက်ကျွေးနေတာပါသူနေဘူးမချောင်မိုးရမချောင်မိဘတွေတက်တယ်ခေါင်းထဲမှာထည့်ပြီးတော့သူအနုပညာဝါသနာပါလေးနဲ့မေးပြီးလက်ကျွေးနေတာတားရဲ့အသက်က17ပါခင်ဗျ17နှစ်ပဲရှိသေးတယ်ဟုတ်ကဲ့ပါတချင်းနေသွားကားတာမမောဘူးလားမမောပါဘူးခင်ဗျခုနကတွေ့လိုက်တယ်စူးချတွေကိုဖွားဖွားကြီးကိုကြောက်နေတာတွေ့လိုက်ဟုတ်တယ်ဒီဖွားဖွားကြီးကပေါ့ဒီကနေတာမြင်မျိုးသားတနာတာပေါ့နော်အားကြောင့်လည်းပါခင်ဗျဖွားဖွားကြီးလည်းအရန်ကိုကနေတော့တောက်အားပေးနေတာတွေ့ဟုတ်ကဲ့ဟုတ်ပြောပေးပါဖွားဖွားကြီးကိုလည်းကျေးဇူးတင်ပါတယ်ဖွားဖွားကြီးလည်းကျေးဇူးအများကြီးတင်ပါတယ်တားနဲ့တူကပေးလို့ပေါ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျပွဲ40ကျော်50လောက်ရှိပါတယ်ခင်ဗျကျောင်းတက်ပါတယ်ခင်ဗျကြာအခုဆိုလို့ချင်းဒါ grade 5တက်မှာပါဖြစ်ပါကျောင်းဆရာမကိုပြောရတာပေါ့โอเคဒီဒါအပွဲကလည်းတွားမယ်ဆိုပြောပါတယ်ခင်ဗျဒီပွဲတွေအများကြီးတိုင်နေချိန်မှာနားလည်ပြီလို့ဆရာမလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကားတဲ့ချိန်မျိုးသားဒီမှုဝင်ပြီးတော့အဲ့လိုမျိုးဖြစ်သွားပါခင်ဗျဒီလိုမျိုးမြန်မာဝတ်ဆောင်ဝတ်လို့ရှိလို့ရှိရင်ဝါသနာပါတယ်ပေါ့ဒီမြန်မာမှုလေးတွေကတာလို့ stage show လေးတွေကတာလို့ရှင်ဒါကဝါသနာပါပဲခင်ဗျမြန်မာလူပညာဘယ်လောက်ချစ်လဲဆိုတော့တားရဲ့ဒီတားတော့မြန်မာလူမျိုးဆိုတော့မြန်မာလူပညာကိုချစ်မှာရမှာပါမြန်မာလူပညာကိုထိန်းသိမ်းမှာပဲရမှာပါခင်ဗျာပြိသက်တွေဝေဖန်လို့ရှိရင်လည်းဘာမှအားမငယ်ပါနဲ့ခင်ဗျာကိုယ့်ရဲ့စူးစမ်းမှုနဲ့ပဲပုံခေါ်သွားပါခင်ဗျာတားကိုအားပေးတဲ့ဦးတော်ကိုမမများပေါ့နော်ညီမလေးညီလေးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီအလူငားရမေးတဲ့အလူတာကအလူကိုင်ကမရောလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတားကိုလည်းဒီထဲမှာကချစ်ပေးကြပါခင်ဗျာတားကိုချစ်ပေးကြတဲ့တယောက်ချင်းများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတားကိုလည်းဒီထဲမှာကချစ်နိုင်ပါစေခင်ဗျာကျေးဇူးတင်ပါတယ်